စပွဲတို့ဘဝကနေစူးစမ်းလာခဲ့ရတာကြောင့်ဝန်ထမ်းတွေဘဝကိုနားလည်ပြီးဆိုင်ဝန်ထမ်းတွေအတွက်တဦးကို320စီကျေးဇူးတုံ့ပြန်ခဲ့တဲ့ຫນွယ်ပိုးအိမ်အထည်ဆိုင်ຫນွယ်ပိုးအိမ်ဆိုင်ကိုကိုယ့်ရဲ့လုပ်ငန်းလိုသဘောထားပြီးတော့စူးစမ်းပေးခဲ့တဲ့မန်နေဂျာကြီးကိုတော့350ကျေးဇူးတုံ့ပြန်ခဲ့ပါတယ်ຫນွယ်ပိုးအိမ်ကနှစ်ငယ်အတွင်းမှာအောင်မြင်လာခဲ့တာကဝန်ထမ်းတွေရဲ့စူးစမ်းမှုတွေလည်းပါဝင်တာကြောင့်ဝန်ထမ်းတွေကိုပြန်လည်ကျေးဇူးတုံ့ပြန်တာဖြစ်ပါတယ်။တချို့အလုပ်ရှင်တွေကသူတို့ထံမှာနှစ်ပေါင်းများစွာလှုပ်လှုပ်ခဲ့တဲ့ဝန်ထမ်းတွေကိုပြန်မကြည့်တတ်တာကြောင့်ຫນွယ်ပိုးအိမ်ကဝန်ထမ်းတွေကိုအားကျနေကြပါတယ်။ဝန်ထမ်းတွေရဲ့ဘဝမှာဒီလောက်များတဲ့ငွေကိုအလုပ်ရှင်ကကျေးဇူးတုံ့ပြန်တာခက်ရှားဖြစ်တာကြောင့်ຫນွယ်ပိုးအိမ်အထည်ဆိုင်မိသားစုကိုသာဓုခေါ်နေကြပါတယ်။အောက်ခြေကနေစူးစမ်းလာခဲ့ရလို့အောက်သက်လဲကြည့်တယ်လို့ဝန်ထမ်းတွေရဲ့ဘဝကိုလည်းနားလည်ပေးနိုင်သူဖြစ်ပါတယ်။အထည်ဆိုင်ခွဲပေါင်းများစွာကိုမြန်မာနိုင်ငံမှာဖွင့်လှစ်ထားတဲ့ຫນွယ်ပိုးအိမ်အထည်ဆိုင်ကအလူအတန်းမှာရရောလူတန်းပေးတဲ့ဆိုင်ဒီဇိုင်အဖြစ်ကိုနာမည်ကြီးကျော်ကြပါတယ်။ဘရိုက်တာလို့ရတာကိုဝါသနာပါတဲ့ຫນွယ်ပိုးအိမ်မိသားစုကတကယ်ခက်ခဲနေတဲ့သူတွေကိုလိုက်လံလူတန်းပေးတယ်လို့သူတို့ရဲ့ဆိုင်ဝန်တန်းတွေအပေါ်မှာလည်းမမေ့ထားပါဘူး။ရေဘေး